ပြီးခဲ့တဲ့ဘက်ကတော့3-4ချိန်လောက်ပေါ့နော်အော်ကွက်တွေပေါက်ဒီရကြလိမ့်မယ်လို့ထင်တယ်ဒီလာမဲ့အပတ်မှာလည်းပေါ့နော်ကျွန်တော်ကနေပြီးတော့အခုဟူးမကျော်ဒီမွေးကနန်းလို့ပဲပြောပါတော့နော်မွေးကနန်း9ခွက်ကိုစိုက်ကလေးနဲ့တခွာပြပေးတော့မှဖြစ်လို့မိတ်ဆွေများကဗီဒီယိုလေးကိုလုံးဝကြော်မကြည့်ပါနဲ့ဗျဗီဒီယိုကအရှိန်မဟုတ်ပါတော့3မိနစ်စာလောက်ပဲလောက်မှဖြစ်ပါတယ်ဒါကြောင့်မလို့ကြော်မကြည့်ပါနဲ့တဆင်ချင်းလေးကြည့်ပေးပေါ့နော်ဒါကျွန်တော်ကဒါထိုးဒါလို့ဒါထိုးပေးနေတာမဟုတ်ဘူးပေါ့နော်ဒါစိုက်ကလေးနဲ့ပေးတာဖြစ်ပါတယ်မိတ်ဆွေကြိုက်တဲ့လူသုံးလို့ရအောင်လို့ပေါ့နော်ဒါဆိုအစားလိုက်အောင်ခုကြည့်နေမိတ်ဆွေများကကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ချက်နှိပ်သွားပေးခဲ့ကြအောင်တောင်းဆိုပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်စမယ်ပေါ့နော်ကျွန်တော်ဒီနှလုံးပေါ့နော်ဒီနှလုံးပေါင်းချင်းဒီနှစ်ရဲ့ပါဝါဒီခွန်နှစ်ခွန်ဆိုတာဒီဘုတ်တဟုမကြော်မှာနှစ်ခွန်လို့ပတ်သေးပေးတယ်ဒီနှလုံးပေါင်းကြီး3ညရဲ့ပါဝါဒီ9 3ညဆိုတာဒီဘုတ်တခုမကျော်ပါ9 3ညလို့ပေးတယ်ဒီနှလုံးပေါင်းကြီးဒီ8 3ဆိုတာဒီဘုတ်တခုမကျော်မှာ8 3လို့ပေးတယ်ဒီနှလုံးပေါင်းကြီးဒီနှစ်ရဲ့ပါဝါဒီက2ခွန်ဆိုတာဒီဘုတ်တခုမကျော်မှာ2ခွန်လို့ပေးတယ်ဒီနှလုံးပေါင်းကြီးဒီ9ရဲ့ပါဝါဒီလေး4 9ဆိုတာဒီဘုတ်တခုမကျော်မှာ4 9လို့ပေးတယ်တလုံးပေးရပါတော့ဒါဆိုရင်ကျွန်တော်နောက်ပတ်တွေ့ကြည့်ရမှာကဒီရှစ်တက်ပေါ့နော်နှလုံးပေါင်းခြင်းဒီကျွန်တော်တို့က9ရဲ့ပါဝါဒီ၄9ဆိုတာဒီသူ့ဆိုင်များမပြည့်ဘူးဆိုရင်ဗုဒ္ဓဦးမကျော်မှာ၄9ကလာကိုလာမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ထုတ်လွှတ်လိုက်တာဒီ၄9ပေါ့နော်ဒါဗုဒ္ဓဦးမကျော်ပတ်တိရ၄9ကျွန်တော်ဒီကနန်းလေးရွေးမှာက3 4 5နဲ့ဒါကတ်တီပေါ့ဒါလည်းကလင်နာ site ပါဒါကြီးအခြေကြီးဆွဲပြရမှာဖြစ်လို့ကျွန်တော်မဆွဲပေးတော့ဘူးပေါ့နော်ဒါတွဲထွက်နေတဲ့ site ပဲဖြစ်ပါတယ်ဒီကီးရတယ်ပေါ့နော်ဟိုပတ်နေကနန်းနေများမှာဆိုလို့ကျွန်တော်ဒီကီးကိုတိုက်ရိုက်ချပေးလိုက်တာဖြစ်ပါတယ်ဒီလိုတွဲလိုက်ရင်ကျွန်တော်တို့က4 3တကွဲ4 4တကွဲ4 5တကွဲပေါ့နော်9 3တကွဲ9 4တကွဲ9 5တကွဲဆိုပြီးတော့ကနန်းလေးကကျွန်တော်6ကွဲထွက်လာမယ်ဒီ6ကွဲမှာကျွန်တော်အကြိုက်ဆုံးဒီ4 9ရယ်9 5ရယ်ပေါ့နော်ဒီနှစ်ခွက်က main ကြိုက်ပါတယ်ဒါက main ဖြစ်တယ်ကျန်တဲ့4ခွက်ရန်ပေါ့နော်ဒါဟိုတလင်းလာနေမှာမိတ်ဆွေတို့ကလည်းကိုဘက်ကိုတွက်ကြတဲ့လူတွေဆိုရင်တော့တလင်းလာနေမကြိုက်သေးဘူးဆိုရင်အင်္ဂါဗုဒ္ဓကစားပေါ့နော်ဒါဗုဒ္ဓတရက်မှာကြိုက်တယ်ဆိုလဲဗုဒ္ဓတရက်မှာဖိပြီးတော့ကစားလိုက်ပေါ့နော်ဒါသူကတောက်လျှောက်ပေးလိုက်ဆိုင်ဖြစ်ပါတယ်โอเคဒီကျွန်တော်ပေါ့နော်ဒီနေ့ကတော့ဗုဒ္ဓမကျော်လေးတင်ပေးမယ်နောက်တည့်ရက်မှာတော့ကျွန်တော်ဒီတလင်းလာနေ12နာရီကနန်းနေတနေကုန်တွေ stock ကတ်တွေအကုန်လုံးကိုကျွန်တော်စင်ကာနဲ့ပြပေးမှာပေါ့နော်မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုလေးအောက်မှာပေါ့နော်မိတ်ဆွေတို့ရတဲ့လုံးမိုင်1ချိန်နေဆိုရင်ကျွန်တော်ကိုချရေးမတ်မှာရေးပေးခဲ့လို့ရတယ်ကျွန်တော်တွဲပေးမှာပေါ့နော်ပြီးခဲ့တဲ့အပတ်ကလည်းဒီဗရာသားတစ်ယောက်နေမှာပါသူဒီ3ညနဲ့လာမန်းတဲ့အတွက်ပေါ့နော်ကျွန်တော်တို့တိုက်ဆန်ပဲ2ယောက်လုံးဒီပောက်ခဲ့ကြပါတယ်မိတ်ဆွေများကလည်းကိုရတဲ့ကဏ္ဍလေးတွေကို comment မှန်ပေးခဲ့ပါနဲ့မှန်ပေးခဲ့ကြတော့တောင်းဆိုပါတယ်ခုကြည့်နေကျွန်တော်မိတ်ဆွေများဒီကိုကြီးချမ်းသာရင်စိတ်ကြမ်းမှရှင်နေပြေဆုံးကြပဲအတူတူနဲ့အများကြီးပို့ကြပါစေဗျ Okay see you bye bye next video